ကြသေးမီကဖြစ်ပွားခဲ့တဲ့ပျော်ပွဲမျိုးနဲ့ပြည်တော်အေးကျောင်းထိုင်နဲ့ပတ်သက်တဲ့သတင်းများကတော့ဗုဒ္ဓဘာသာဝင်များအကြားစိုးရိမ်ပူပန်ဝယ်ရာဖြစ်ရတစ်ခုဖြစ်ခဲ့ပါတယ်။ရခင်ဆရာတော်ကြီးပြလွန်တော်မူပြီးနောက်ကျောင်းထိုင်ဆရာတော်အဖြစ်တာဝန်ပေးအချင်းခံရတဲ့အရှင်မူနိတာဟာလွန်ခဲ့တဲ့ရက်သက်ပတ်အတွင်းပျော်ပွဲမျိုးနယ်မှာရှိတဲ့ KTV တစ်ခုမှာသာသနာပေါင်းနဲ့လုံးဝမလျော်ညီသောအပြုအမူများပြုလုပ်နေစဉ်သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့စစ်ဆေးတွေ့ရှိခြင်းကိုခံခဲ့ရပါတယ်။ဒီကိစ္စဟာယဟန်တိခါကိုလုံးဝပစ္စည်းစေတဲ့ကိစ္စဖြစ်တာကြောင့်သာသနာတော်တန့်ရှင်ရေးအတွက်အရေးယူရန်လိုအပ်ခဲ့ပါတော့တယ်။သက်ဆိုင်ရာကပျော်ပွဲမျိုးနဲ့တန်ခါနိုင်ကဆရာတော်ကြီးများကိုပင်းဆောင်ပြီးဝင်းနီတော်နဲ့အညီစစ်ဆေးဆုံးဖြတ်ခဲ့ရာအရှင်မူနင်တာအားယဟန်ပေါင်မှလူဝက်လဲစေပြီးကျောင်းတိုင်မှနှင်ထုတ်ခဲ့ရပါတယ်။အဲ့ဒီလိုအရေးယူဆောင်ရွက်ခြင်းဟာသာသနာတော်ရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းရန်နဲ့တန်ခါထုရဲ့စီးခါကိုမြင့်တင်ရန်အမလွဲမသွေဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်ဖြစ်ပါတယ်။လူဝက်လည်းအရေးယူခံရသူနဲ့၎င်းရဲ့ဆွေမျိုးများအဖွဲ့ဟာကျောင်းတိုင်မှထွက်ခွာသွားစဉ်အများပြည်သူတို့ရဲ့ကုသိုလ်ထောက်ပံ့မှုထိဖြစ်ပေါ်လာတဲ့တန်ကိတ်ခပိုင်းပစ္စည်းနဲ့ဝတ္ထုငွေများကိုယူဆောင်သွားခဲ့တဲ့ဆိုတဲ့သတင်းများလည်းထွက်ပေါ်လျက်ရှိပါတယ်။ယူဆောင်သွားသောပစ္စည်းများကတော့ကျောင်းတိုင်ပိုင်းမော်တော်ကားသင်္ကန်းအများအပြားပရိဘောဂပစ္စည်းနဲ့ဝတ္ထုငွေများပါဝင်သည်ဟုသိရှိရပါတယ်။ဒီပစ္စည်းများဟာသာသနာပိုင်ထွက်တာကြောင့်ပုဂ္ဂလိကပိုင်းအဖြစ်ယူဆောင်သွားခြင်းဟာဘယ်လိုညီနစ်မျှမသိလျော်ပဲဥပဒေချိုးဖောက်ရာရောက်ပါတယ်။ဒီကိစ္စမှန်ခဲ့ရင်တော့ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်အများပြည်သူတို့၏အလှူဒါနကိုလေးစားသောအားဖြင့်၎င်းပစ္စည်းများကိုကျောင်းတိုက်သို့အမြန်ဆုံးပြန်လည်အနှံစေရန်ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ယခုလိုစိတ်မချမ်းမြေ့ဝယ်ရာဖြစ်ရများပေါ်ပေါက်လာပေနဲ့မြမသာသနာပေါင်းမှာအဆုံးအမနှင့်ဝိနည်းတော်များကိုလေးစားလိုက်နာပေါယဟန်တော်များနှင့်စာတင်တိုက်များဟာအများအကျိုးကိုဆက်လက်ဆောင်ရွက်နေစေဖြစ်ပါတယ်။စာတင်တိုက်များဟာဗုဒ္ဓရဲ့သီလသမာဓိပညာအမွေအနှစ်ကိုထိန်းသိမ်းကတန်ခါတော်များကိုတရားဓမ္မချစ်လေ့ကျင့်ပေးလျက်ရှိပါတယ်။ယဟန်တော်အများစုဟာလည်းသာသနာဝင်ကိုဥထိတ်ထားပြီးလူမှုအကျိုးပြုသာသနာပြုလုပ်ငန်းများကိုတစိုက်မတ်မတ်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။ဒါကြောင့်လူတဦးချင်းစီအားနည်းချက်ကြောင့်သာသနာတော်တစ်ခုလုံးအပေါ်အမြင်မမားစေပဲယဟန်တိခါနှင့်မညီသူများကိုလည်းသာသနာပေါင်းတန့်ရှင်ရဲ့အတွက်တိကျစွာအရေးယူဆုံးမရန်အရေးကြီးကြောင်းမှတ်သားရပါတယ်။